မောင်မင်းရှင်းတန်ဖြစ်ပါတယ်ခင်ဗျာအားတော့ရှမ်းပြည်နယ်တောင်ကြီးမြို့ကမောင်မင်းရှင်းတန်ပဲဖြစ်ပါတယ်ဟုတ်ပါပြီခကြီးအဝေးရနေလာပြီးတော့ရှင်ပြိုင်တာပေါ့ဒီတော့ဒီနေ့ရှင်ပြိုင်မဲ့တခြင်းလေးကိုလည်းမိတ်ဆက်ပေးပါဦးဒီရတော့ပပကိုကြီးမုံရေးဆက်ထားပြီးတော့ကြီးဆိုတော့ဖဖမမကြီးကြီးဆိုထားတဲ့ဝင်ကဘာခီးတဲ့ဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာမောင်ကြီးမုံရေးတားခဲ့တဲ့ဝင်ကဘာခီးတဲ့ဟုတ်ကဲ့ပါဒီတော့အခုလည်းအောက်ကနေပြီးတော့အားပေးမယ်နော်Nada
ချစ်ဖို့နောက်ပါကမကွာကျန်တော့ဒီခီးကပန်းလို့ကြည်တာဝင်းကဘာတောင်ရချေဘွားချလို့ပန်းဝင်နေမမငုံကြီးရရွှေရွှင်သွားအရှိပါတပွားမကွာရှောက်လန်းနေချာပါရမီအတန်မေဝေတန်ရာတရားမီစင်ကချမ်းမြေ့တာကြောင်းတင်ငန်းမှုဟန်လင်းလေးရှာကုလိုပြုလာအော်ယမဝါသာလျာမြတ်တော်သာသနာပွင့်ရင်ကြီးပြီးပါလူလာဤဝါဖျားစုပွင့်ရနီးပြီးကိုတီဖြာအလုံးကျေးဇူးများတင်ပါတယ်လေနားထောင်ရတာတော့